ရေနေပါရှင်မင်္ဂလာပါညီမတို့ရေအမဟုတ်ရင်တော့ဆိုလို့ရှိရင် flight စီးနေကြပါတော့။အဲ့မဲ့ပြီးခဲ့တဲ့တစ်ခါတော့ညီမလေးလို့ရှင်လာကားလိုက်နဲ့စီးတာတော်တော်လေးဆင်လို့ခဲ့ပါတော့။အဲ့တော့ဒီညီမလေးလို့ရှင်လာကားလိုက်မှာအမြင့်ဆုံး class ကပါရှိနေ My class လေးများရှိပါတယ်ရှင်။ဘာ class လဲရှိရလဲ။အော်မဟောလေမတို့အခုသိဖတ်မယ်လေ Royal Premium Class ရဲ့ First Class ရဲ့ရှိပါတယ်မ။မပြောသလိုအမြင့်ဆုံးကားလေးကိုစီးနေဆိုလို့ရှိရင်တော့ Royal Premium Class လေးကိုစီးနေကြပါလေမဟုတ် First class နဲ့ Royal Premium Class နဲ့ဘာကွာလဲ။ဒီကောလို့တော့မပြောနဲ့နော်။အမလို့ချင်တာ quality နော်။သူပြောရပါတော့ Royal Premium Class ကားမှာဆိုရင်ညီမတို့က 1+1+1 ဖြစ်ပြီးတော့ဒီစီလုံးမှာ12ခုံနေပါတယ်ပေါ့နော်။သူကအထူးတစ်ဖြစ်ရတော့သူကအထုံတစ်ခုံဒီတိုင်းကိုညီမတို့ကအနှိမ့်ခုံပေါ့နော်။အနှိမ့်ခုံလေးထားရှိသေးထားတယ်။ပြီးတော့တစ်ခုံတိုင်းလိုက်ခါလေးနဲ့ထားတဲ့အတွက်ကြောင့်မို့လို့အမ privacy ကိစ္စတွေပါပြီးဆိုတော့သိထားရတယ်ပေါ့နော်။ပြီးရင်မမချင်းကြီးခုံလေးကြီးခေါင်းနောက်အတိုးဆောက်လောက်တာလေးဆိုလို့ရှိရင် water စနစ်နဲ့ထိစပ်ထားတာကြောင့်မလို့မမလေးချင်းနဲ့ quality ဘိုင်းကိုရမှာသိထားပါမယ်မမဟုတ်မဒါဆိုရင်ကားလေးလိုက်ပြပြရမလားရှင်တစ်ချက်ကြည့်ကြည့်မလားမဟုတ်ကဲ့ရှင်ဟာအော်ဒါခန်းစင်းလေးနဲ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဆန်တယ်နော်ဟုတ်ကဲ့ private center လေးစီစဉ်ပေးတာပါရှင်ထိုင်ကြည့်လို့ရမလားရပါရှင်မမဟုတ်စင်နော်မမခါပြတာလေးနဲ့ဟုတ်မင်္ဂလာပါရှင်မမဒီရှိခက်လေးဆိုရင်ညီမတို့ခြေထောက်တင်တဲ့နေရာလေးပေါ့နော်သူကခက်လေးကိုကြာဖိထားမယ်ဆိုရင်အော်တိုကျလာမှာပေါ့နော်ဒီဒုတိယခက်လေးဆိုရင်ညီမတို့ဒီအောက်ကခြေသလုံးတင်တဲ့နေရာလေးပေါ့နော်ခက်လေးကိုကြာနောက်ခက်လေးကိုကြာဖိထားမယ်ဆိုရင်တော့သူကအော်တိုကျလာမှာပေါ့နော်ဘယ်လိုမျိုးလဲထွက်လာမှာရှင်ဒီမှာနောက်ခက်လေးကတော့ဒီမမတို့ရဲ့ကြောမိနေရာလေးခုံနောက်နန်ကျင်တာပဲဖြစ်ဖြစ်ပြန်သိမ်းကျင်တာလည်းပဲဖြစ်ဖြစ်ပေါ့နော်နောက်နန်ကျင်နေဆိုရင်တော့ဒီနောက်ခက်လေးကိုကြာလေးဖိထားရရမမပြန်သိမ်းကျင်နေဆိုရင်လည်းဒီခက်လေးကိုပြန်နှိပ်ပြီးတော့ပြန်သိမ်းရရပေါ့နော်မမနောက်တစ်ခုကညီမတို့ကမဆက်ခုံပြတဲ့အတွက်ကြောင့်မလို့မဆက်ကလပ်လေးလည်းပါရရှင်မဆက်ကလပ်လေးမှာတော့၃မျိုးပါရဲ့မမသူကတော့ high ရယ် low ရယ်ညီမတို့ medium ရယ်ဆိုပြီးပါရရှင်အပေါ် off ကလပ်လေးနဲ့ပြန်နှိပ်လို့ရတယ်မမပြန်ပိတ်လို့ရတယ်ပေါ့နော်ဟုတ်အဲကောင်အေးစိတ်လာတယ်နော်မမခဏလေးနော်ဘယ်တော့ဆောက်လာပြီလဲ我真的你买，我都搞不完的，啥意思啊？ကဲပါမညီမကားပေါ်မှာဆိုရင်တော့ဗောနော်ဆောက်လို့တက်တက်ချင်းကိုညီမကပို့လာရင်အားလေးချက်လေးရဲ့တွေ့ရရှိအထာပြေမဟုတ်ဘူးလေးလည်းပေးပါရင်ရှိညီမတို့တမင်စားများပြီးတော့ပြန်တက်တက်ကြကြရင်လည်းမုန်းတော်ပြေစီကိုအတွက်ချက်ချင်းလေးရင်ကြည့်ပါရင်မလွယ်လောက်လဲတောင်းလို့ရပါတယ်ရှင်အဲ့ဆိုရင်ချက်ချင်းလေးတော့စားကြည့်ဟုတ်ကဲ့ပါရှင်ပါလေးရလေးရဒီနေ့တော့ရှင်ပေါ့ဒီမလေးတက်ထားအောင်ခေမင်္ဂလာပါရှင်မနောက်ကားပေါ်မှာဆိုရင်တော့အလင်းရောင်နေပေါ့နော်မအိတ်တက်တဲ့သူလေးအတွက် sleep မလေးလည်းစီစဉ်ပေးထားပါတယ်ရှင်မဒီခုစမ်းကြည့်မယ်ဟုတ်ကဲ့ရှင်မ2,000 years later မကားလေးတက်တော့မှမသိလို့ရအောင်နော်မအောင်ရအောင်ရှင်ဟုတ်ငါလည်းမတက်လိုက်တော့